ငယ်ချင်းများအားလုံးမင်္ဂလာပါတငယ်ချင်းတို့ရေဒီလိုမျိုးမိုးအေးအေးရာသီဥတုအေးအေးလေးထဲမှာပွင့်ထွက်သွားအောင်လို့ပူနွေးနွေးကြာတန်ကြီးချက်ကိုအိမ်မှာချက်စားပစ်တယ်ဟင်းရင်ပူပူလေးထဲမှာနုံညံ့နဲ့ကြာတန်ချက်သားငုံကိုကျွမ်းကျွမ်းမိုးကြောက်ပန်းကြောက်ပဲပြားနဲ့သားတို့ကိုပေါင်းဆက်ထားလို့တစွန်းစားလိုက်တိုင်းမှာအရသာကပြေဝနေပါတယ်နောက်ပြီးတော့ပို့ပြီးတော့မြိန်ဝအောင်လို့ငြုတ်သည့်အချက်မုံလေးပါထည့်ထားပါတယ်ဆက်ဆက်လေးကြိုက်တဲ့သူတွေအတွက်ရန်ကုန်လိုက်ဖတ်သလိုအချင်းလေးပါလီးပြီးတော့ထည့်ထားပေးလိုက်ပါတယ်အားလုံးစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်တော့ပူနွေးနွေးကြာတန်ကြီးချက်လေးကိုအတူတူသုံးဆောင်လိုက်ရအောင်မိုးအေးလေးထဲမှာဒီလိုမျိုးကြာတန်ကြီးချက်လေးကအရန်ကိုစားကောင်းပါတယ်ခုဆိုလို့ရှိရင်တော့လီးထားတဲ့ဒီတံမြသီးလေးတွေကိုညှစ်ပြီးတော့ငြုတ်သီးလေးတွေအပေါ်မှာထည့်လိုက်ပါမယ်တံမြရည်လေးညှစ်ထည့်ပွားလို့ရှိရင်တော့ဇွန်းလေးနဲ့အားရပါရသမအောင်မှွေပြီးတော့နေပေးလိုက်ပါမယ်ငွေပြီးတော့နေလို့ပြီးသွားရင်တော့တငယ်ချင်းအလုံးကိုစားဖို့ရန်အတွက်ဖိတ်ခေါ်ပါရယ်စားကြပါအောင်ခင်ဗျာဖေကျွန်တော်ကတော့စားလိုက်ပါအောင်မယ်ပူပူနွေးနွေးချင်းချင်းဆက်ဆက်ကြာတန်ကြီးချက်လေးကဒီလိုမျိုးမိုးအေးအေးရာသီဥတုလေးနဲ့အရန်ကိုလိုက်ဖက်တယ်ရန်ကိုစားလို့ကောင်းတယ်ကြာတန်ကြီးချက်လေးပါကြည့်ရှုပြီးအားပေးတဲ့တငယ်ချင်းတယောက်တယောက်စီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်စားတဲ့ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မည်အားလုံးကိုကျေးဇူးတင်ပါတယ်တတာ